အားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံထူးကိုယ်စားလှယ်ကတော်လှန်ရေးအင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးကြောင်းပူးတွဲထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်ကာလတစ်လျှောက်မှာမြန်မာအရေးနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့တွဲဆုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့တယ်လို့တော်လှန်ရေးအင်အားစုအဖွဲ့20ကပူးတွဲသတင်းထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတားပြင်ကန်ကောင်စီ NUCC ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းသားတော်လှန်ရေးအဖွဲ့များ EROS အတိုင်းပင်ခံကောင်စီများ Federal Union များနဲ့အခြားသောကိုစားပြုမှုအဖွဲ့များအပါအဝင်အဓိကပါဝင်ပတ်သက်သူတွေနဲ့အာဆီယံဥက္ကဋ္ဌရဲ့မြန်မာအရေးအထူးကိုယ်စားလှယ်ကတွဲဆုံပွဲတွေတောက်လျှောက်ပြုလုပ်ခဲ့တယ်လို့ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးရဲ့နေပြည်တော်ခီးစဉ်အပြီးမှာတော်လှန်ရေးအင်အားစုအဖွဲ့20ကမြန်မာအရေးပေါ်အာဆီယံရဲ့ပါဝင်ပတ်သက်သူတွေနဲ့ထိတွေ့ဆက်ဆံခြင်းတူညီဆန္ဒ9ရက်ဖြည့်ရှင်းခြင်းဒီမိုကရေစီမြင့်တင်ခြင်းနဲ့စစ်တပ်အထူးရောင်ရွေးကောက်ပွဲတွေကိုညှင်းပယ်ခြင်းဖူးရဲကြေညာချက်ကိုထုတ်ပြန်ခဲ့တာပါမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကအောက်တိုဘာ9ရက်မှာနေပြည်တော်ကိုနေချင်းပြန်သွားရောက်ခဲ့ပြီးအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်စစ်ကောင်စီဝန်ကြီးချုပ်ဦးမျိုးစောစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဦးသန်းဆွေတို့နဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းမြန်မာအရေးအာဆီယံအထူးကိုယ်စားလှယ်ကအာဏာသိမ်းစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့အင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးမှုတွေရှိနေကြောင်းတော်လှန်ရေးအင်အားစုတွေကအသိပေးထုတ်ပြန်လာတာပါ။အဲဒီလိုတွေ့ဆုံမှုတွေမှာစစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲတွေကိုညှင်းပယ်ရေးတော်လှန်ရေးအင်အားစုတွေအကြားညှိညွတ်ရေးအာဆီယံရဲ့ပြတ်သားတဲ့အရေးယူမှုတောင်းဆိုခြင်းလူသားချင်းစာနာမှုအကူအညီအရေးပါမှုအားလုံးပါဝင်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဒေသတွင်းတည်ငြိမ်ရေးစတဲ့အချက်တွေကိုတော်လှန်ရေးအင်အားစုတွေကအဓိကဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ပါတယ်။ဒါပြင်တော်လှန်ရေးအင်အားစုတွေဟာစစ်ကောင်စီကပြုလုပ်မဲ့ဘလို့ရွေးကောက်ပွဲကိုမဆိုညှင်းပယ်ညှင်းဆန်ပြီးတရားဝင်မှုမပေးဘူးစစ်ကောင်စီကဆက်လက်ကျူးလွန်နေစေရက်ဆက်ကြမ်းကြုတ်မှုတွေအပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ဖို့သမရဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခံအားလုံးကိုချွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးဖို့စစ်ကောင်စီတပ်ကျူးလွန်မှုမှန်သမျှတာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့စတဲ့အချက်တွေကိုလည်းအာဆီယံအထူးကိုယ်စားလှယ်နဲ့ထွေးဆုံမှုတွေမှာတောင်းဆိုခဲ့တယ်လို့ဖော်ပြပါတယ်။ဒီနေ့ပူးရဲထုတ်ပြန်လိုက်တဲ့တော်လှန်ရေးအဖွဲ့20မှာ ABSDF အာဏာရှင်စန့်ကျင်ရေးအင်အားစုများပေါင်းဆက်ညှိနှိုင်းရေးကော်မတီမန္တလေး CNF CRPH Critical Movement စကိုင်း Forum Federation KPICT KNU KNPP IEC မကွေးဒေသတော်လှန်ရေးအဖွဲ့များကွန်ရက်မန္တလေးဒေသလွှတ်တော်မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ MMMCC NUCC NUG NMSP AD PNFC RCC နဲ့ရန်ကုန်လွှတ်တော်တို့ဖြစ်ပါတယ်ရန်ကုန်တလဒတာနောက်ဆုံးအဆင့်အခြေအနေကိုအကြံဖတ်မင်းအောင်လှိုင်ကလာရောက်ကြည့်ရှုမိဖြစ်ပြီးရန်ကုန်တလမြေကူးတမန်စိန်များအလုံးကိုစစ်တပ်ကပိတ်ပင်လိုက်ပြီးမြေအတွင်းစစ်သည်မော်များကင်းလည်နေကြောင်းဒေသခံပြည်သူများနှင့်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ရှမန်နေ့အောက်တိုဘာလ9ရက်နေ့ည8:00နာရီကတည်းကရန်ကုန်တလမြေကူးတမန်စိန်များအလုံးကိုစစ်တပ်ကပိတ်ပင်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်မြို့အတွင်းတွင်လည်းစစ်သည်မော်အချို့ကိုကင်းလည်ချထားခဲ့ကြောင်းတလားမြို့ပေါ်နှင့်မြို့နယ်အတွင်းတွင်လည်းစစ်တပ်ကတပ်ဆွဲခဲ့ပြီးကင်းလဲခဲ့ပြီးရန်ကုန်မြို့စိတ်ကမ်းဘက်အချမ်းတွင်စစ်ကားငယ်အချို့ဖြင့်လှည့်လည်ကင်းလဲမှုများကိုယမန်နေ့ကလေးကလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒလရန်ကုန်တမန်တွေနဲ့တမန်စိတ်တွေအားလုံးကမနေ့ည8:00နာရီကလေးကပိတ်ထားတယ်။သူတို့ပြေးဆွဲပေးနေတဲ့ရန်ကုန်ဒလမြေကူးတင်ပေါ်တော့ကူပေးနေတယ်။ဒါပေမဲ့လူကြီးလာရင်မြေကူးတင်ပေါ်လေးခိတရက်ထားမယ်လို့ပြောတယ်။မြစ်ထဲမှာတော့စစ်တင်ပေါ်တွေတွေ့တယ်။ရန်ကုန်စိတ်ကမ်းဘက်မှာလည်းစစ်သားတွေတော်တော်များများချထားတယ်။ဒလတရာကိုဟိုလိုမင်းအောင်လိုင်းလာကြည့်မှလို့ပြောတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။စစ်ဘက်သတင်းရင်းမြစ်ကလည်းရန်ကုန်တလတရာကိုမင်းအောင်လိုင်းတွားရောက်ရန်စက်တင်ဘာလအတွင်းကတည်းကစီစဉ်ထားခြင်းဖြစ်တော်လဲရုရှားခီးစဉ်အပါအဝင်အခြားကိစ္စများကြောင့်ခီးစဉ်ရွှေ့ဆိုင်ခဲ့ကြောင်းယနေ့အောက်တိုဘာလ10ရက်နေ့တွင်မင်းအောင်လိုင်းဒလတရာသို့တွားရောက်ဖွယ်ရှိကြောင်းပြောဆိုပါတယ်။ဒလတရာကိုတက်ချုပ်သွားဖို့စီစဉ်ထားတာစက်တင်ဘာကလေးကဒီနေ့တွားခြင်းတွားနိုင်ပါတယ်။ဒတာကနောက်ဆုံးအဆင့်ဖြစ်နေပြီးဒီဇင်ဘာမှသို့မဟုတ်ဇန်နဝါရီမှဖွင့်ဖို့တွန်းလုပ်နေတယ်ဟုစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ရန်ကုန်ဒလတရာမှတမဏိကျိုးဆိုင်လေးလန်းသွားဒတာကြီးဖြစ်ပြီးပင်မဒတာအရှိ1936ပေနဲ့ဒတာအရှိစုစုပေါင်း6143ပေရှိကြောင်းတန်ချိန်1000ခွဲခန့်ရှိသင်္ဘောကြီးများရေလန်းကင်းလွတ်စွာသွားလာနိုင်ရန်အမြင့်ပေ160ခန့်နှင့်ရေလန်းကင်းလွတ်အကျိန်925ပေထားရှိဆောက်လုပ်သွားမည်ဖြစ်ကရင်တစင်းချင်းခန့်နိုင်ဝင်အားဖြင့်85တန်ထိဖြစ်ကြောင်းကိုရီးယားမြန်မာချစ်ကြည်ရေးဒလဒတာကိုကိုရီးယားနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ EDCFI လုံးချင်းငွေအမေရိကန်ဒေါ်လာ139.833တန်
ပြည်တွင်းရန်ပုံငွေ 30.341 တန်စုစုပေါင်းကုန်ကျငွေအမေရိကန်ဒေါ်လာ 168.184 တန်ကုန်ကျမည်ဖြစ်ပြီးကိုရီးယားထုတ်ကုန်သွင်းကုန်ဘဏ်နဲ့မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ2015ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကချင်းငွေဆိုင်ရာသဘောတူစာချုပ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါဒလဒရာတိဆောက်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားသမ္မတနိုင်ငံဆိုဆူကုမ္ပဏီလီမိတက်ကရေးဆွဲခဲ့ပြီးကိုရီးယားပညာရှင်များပါဝင်သောကိုရီးယား GS Engineering Group ကအဓိကတာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပါတယ်။ရန်ကုန်ဒလဒရာဖွင့်လှစ်ပြီးစီးပါကရန်ကုန်မြို့မှာဒလတွန်တီကော့မှုကွန်းချံကုန်မြို့နယ်များဒီတရက်တရားမှတက်စဉ်ကမ်းခြေဒေသများနှင့်အေယာဝတီတိုင်းတစ်ခုလုံးသို့ရွယ်ကူလင်းမြန်စွာသွားလာနိုင်မည်ဖြစ်ပါတယ်။ဆက်လက်ပြီးဖားကတ်မှာတိုက်ပွဲဆက်ပြင်းထန်မြေပြင်စစ်ကြောင်းအထိနာလို့စစ်ကောင်စီကလေကြောင်းပစ်ကူနဲ့တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဖားကတ်မြို့နယ်မလန်းကြီးရွာမှာစစ်ကောင်စီနဲ့ KIA PDF တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးဒီနေ့အောက်တိုဘာလ10ရက်မနက်ပိုင်းမှာစစ်ကောင်စီကဝိုင်းတွဲလေရင်နဲ့ဖုံကျဲပြီးလေကြောင်းကကင်းထောင်းနေပါတယ်။မနက်9နာရီခွဲလောက်ကစပြီးပတ်ပြန်နေတာ။အဲ့ဒီနောက်ပိုင်းမလန်းရွာဘက်ကိုဘုံတွေတော်တော်ကျဲသွားတယ်။10နာရီနောက်ပိုင်းနောက်ထပ်တစ်စီးရောက်လာသေးတယ်။ကင်းထောင်းနေပုံပဲလို့ဖားကတ်ဒေသကန်တအူးကပြောပါတယ်။နမဖြစ်ကျေးရွာအုပ်စုမှာပါတဲ့မလန်းကျေးရွာမှာစစ်ကောင်စီနဲ့ KIA KPDF ပူးပေါင်းတပ်တိုက်ပွဲတွေဖြစ်နေပြီးမနေ့ကအောက်တိုဘာလ9ရက်နေ့နေ့လယ်12နာရီခန့်မှာလေစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံချဲခဲ့ပါတယ်။မလန်းကစစ်ကောင်စီစစ်ကြောင်းရှိတဲ့နေရာကနေ KIA ရှိတဲ့စိုင်းတောင်ဘက်ကိုသွားလို့ရတယ်။စစ်ကောင်စီတပ်ကစိုင်းတောင်ကိုတေချင်တာ KIA ကပိတ်တိုက်နေတာစစ်တပ်ဘက်မှလည်းတော်တော်တည်ထားတယ်ကြားတယ်။ဒါကြောင့်လေကြောင်းဆက်တိုက်သုံးတာလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်မှုရှိမရှိကိုမသိရသေးပါဘူး။စိုင်းတောင်ကြီးရွာဟာပြီးခဲ့တဲ့2024ခုနှစ်တည်းက KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။အင်အား1000ကျော်ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့ဇွန်လဆန်းနဲ့ဩဂုတ်လဆန်းမှာဖားကန့်ကိုအုပ်လိုက်ဝင်ရောက်လာပြီး KIA KPDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာပါ။စစ်ကောင်စီစစ်ကြောင်းတွေဟာဖားကန့်ဗျူဟာလုံခင်းမိုင်းချက်စက်ရုံတို့အပြင်မော်ဝမ်းလီမော်ဝမ်းကြီးမော်မောင်းလျံအမိုက်ပုံတောင်ပြိုရှရော့ခါမော်တောင်စမ်းကျွဲနဲ့ယူမာကြီးရွာတို့မှာရှိနေပြီးလက်ရှိမှာတော့စိုင်းတောင်ရွာဘက်ကိုစစ်ကြောင်းထိုးဖို့ကြိုးစားနေတာပါဖားကန့်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အပြေအဝထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့စစ်ကောင်စီကဖားကန့်မြို့နယ်အတွင်းလူ9ယောက်ထပ်ပို့ပြီးစုဝေးတာတွေမလုပ်ဖို့နဲ့ည10နာရီကနေမနက်4နာရီအထိအပြည့်မထွက်ဖို့ထုတ်ပြန်ထားပါတယ်KIA ကတော့ဒေသခံစစ်ရေးသတိပြုနေထိုင်ကြဖို့မကြာခဏသတိပေးနေပါတယ်။စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်အပြင်မြေပြင်စစ်ကြောင်းအန္တရာယ်ကိုပါအထူးသတိပြုကြဖို့ KIA ကြံကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကသတိပေးထားပါတယ်။လက်ရှိမှာဖားကန့်အပြင်ပမော်နဲ့ဝိုင်းမော်မှာလည်းစစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများနေတယ်လို့သတင်းရရှိပါတယ်။ကျမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။